လူပြောနေတဲ့ဝဟန်အကယ်ဒမီမျိုးဆက်အားလုံးပဲမင်္ဂလာပါအိုကီဘက်ကနေကြိုဆိုပါရစေဘောလုံးလောကရဲ့ကယ်မီအကြောင်းပြောကြတဲ့အခါမှာဘာစီလိုနာရဲ့လာမာစီယာနဲ့မန်ယူနိုက်တက်ရဲ့ကာရင်တန်တို့ကလူပြောတော်တော်များပါတယ်တခြားဘရာဇီးကလပ်အကယ်ဒမီတွေနဲ့ပေါ်တူဂီမာဘင်ဖီကာပေါ်တူဂီရဲ့အကယ်ဒမီတွေကလည်းလူတော်တွေအများကြီးမွေးထုတ်ခဲ့တဲ့အကယ်ဒမီတွေပါဒါပေမဲ့အဲ့ဒီထဲမှာတိတ်ပြောလေးပြောထားမှရှိတာဝဟန်တင်းရဲ့ဘောလုံးအကယ်ဒမီပါပဲသူတို့အကယ်ဒမီရဲ့နာမည်က The Academy of Football ပါ The Academy လို့လည်းခေါ်ကြပါတယ်ချက်ဝဲဟီလီဂျင်ရီကွင်းရဲ့ပရဝုံထဲမှာပဲရှိတာပါဝဟန်အကယ်ဒမီကကစားသမားကောင်းတွေအများကြီးပေါ်ထွက်ဖူးပေမဲ့အသင်းရွယ်စားအသိမကြီးလေးတော့ထုတ်ပြောခံရတာတော်တော်လေးနေပါရင်ထုတ်ပြောရင်တော့လမ်ဘတ်ဖာရီနန်ဂျိုကိုကာရီဒီဖိုတို့ပေါ်ထွက်ခဲ့မှုရဲ့အတုပ်ကိုပဲလူပို့ပြီးတော့တီးကြတာများပါရင်ဒါပေမဲ့တကယ်တမ်းဝဟန်ကိုလူတီးကြတာကအေရှီယာမျိုးဆက်တစ်ခုပါ1960ခုနှစ်ကာလတွေမှာပေါ်ထွက်လာခဲ့ပြီးတော့1966မှာကမ္ဘာ့ဖလားရခဲ့တဲ့အင်္ဂလန်အသင်းမှာလေအဓိကကစားသမားတွေဖြစ်ခဲ့ကြမှုတွေကစားသမားကြီးသုံးဟာဝဟန်ကနေပေါ်ထွက်လာခဲ့တာပါအဲ့ဒီဟာတယောက်ကတော့နာမည်ကျော်ဘော်ဘီမိုးပါပဲကမ္ဘာ့ဖလားရအင်္ဂလန်အသင်းရဲ့အသင်းကောင်းဆောင်လေးဖြစ်ပြီးတော့ဝဟန်ရဲ့ထာဝရအကြီးမြတ်ဆုံးကစားသမားလို့လည်းမှတ်ယူထားကြပါရီနောက်တစ်ယောက်ကတော့ဂျော့ဟာဘာသူက2020ကမ္ဘာ့ဖလားမှာ MBB မတိုင်ခင်အထိကမ္ဘာ့ဖလားဖိုင်နယ်မှာဟက်ထရစ်သွင်းမှုတဲ့တဦးတည်းသောကစားသမားဖြစ်နေရပ်တည်ခဲ့တဲ့သူပါဝဟန်အသင်းတို့တော့လီသွင်းကို180သွင်းယူပေးခဲ့ပါရီအင်္ဂလန်ကိုကမ္ဘာ့ဖလားယူပေးခဲ့တဲ့သူရဲကောင်းဆိုရင်လည်းမမှားပါဘူးနောက်တစ်ယောက်ကတော့မာတင်ပီတာပါသူကလေကမ္ဘာ့ဖလားဖိုင်နယ်မှာဂိုးသွင်းယူပေးခဲ့တဲ့ကွင်းလင်ကစားသမားဖြစ်ပါရီအင်္ဂလန်ဟာ90မိနစ်မတိုင်ခင်ထိ2-1နဲ့အနိုင်ရထားခဲ့ပြီးတော့ဝူကန်ဝဘာရဲ့ခြေပါဂိုးကြောင့်သာအချိန်ပိုရောက်သွားခဲ့တာမှာ2-1ဖြစ်နိုင်စီမဲ့ကိုမာတင်ပီတာသွင်းယူပေးခဲ့တာဖြစ်ပါရီဒီကနဝင်3ယောက်ပြီးတဲ့နောက်ပေါ်ထွက်လာတာတော့ရီယိုဖာဒီနန်ဖရန်လမ်ဘတ်ဂျိုကိုမိုက်ကယ်ကာရီဂလန်ဂျွန်စင်ဂျာမိန်တီဖိုတို့အုပ်စုပါပဲဒီအုပ်စုဟာအင်္ဂလန်ရဲ့ရွှေရောင်မျိုးဆက်ဖြစ်တင်ခဲ့တဲ့1990နောက်ပိုင်းနဲ့2000ခုနှစ်တွေတုန်းကလည်းအသင်းမှာအဓိကကစားသမားတွေဖြစ်ခဲ့တယ်လို့သက်ဆိုင်ရာကလပ်အသင်းတွေမှာလည်းစူပလာကြီးတွေလည်းသိမ်းပိုက်ခဲ့ကြပူပါတယ်နောက်ထပ်ထပ်ဖြစ်ရရင်ဂျွန်နေရီယာလည်းအသက်14နှစ်မတိုင်ခင်ထိဝဟန်အကယ်ဒမီမှာလေ့ကျင့်ခဲ့ပြီးတော့14နှစ်နောက်ပိုင်းမှာချက်စီအကယ်ဒမီကိုပြောင်းရွှေ့သွားတာပါအသင်းမှာတစ်ချိန်လုံးကုန်ဆုံးသွားခဲ့တဲ့ကစားသမားမက်နိုဘယ်ဟာလေဒီအကယ်ဒမီကနေထွက်လာခဲ့တာဖြစ်တယ်လို့လက်ရှိအာဆင်နယ်မှာခြေစွမ်းပြနေတဲ့ဒန်ကန်ဝိုက်ကလည်းဝဟန်အကယ်ဒမီထွက်ပါပြီအိမ်မတိုင်ခင်မှာရီယိုဖာဒီနန်ရဲ့ညီအန်တွန်ဖာဒီနန်ကလည်းဒီရပဲထွက်ပါပြီဆိုတော့သူတို့ဟာလည်းမျက်နှာမငယ်လာတဲ့အကယ်ဒမီတစ်ခုပါပဲလက်ရှိမှာဆိုရင်လည်းအသက်15နှစ်သားနဲ့လူတိုင်းစောင့်ကြည့်နေရတဲ့အီမန်နျူရယ်ဖူဂီဖရက်ဒီဘောအိုလီစကာလက်တို့ကလည်းအကယ်ဒမီမှာလေ့ကျင့်နေကြလို့သူတို့တွေဘာတွေဖြစ်လာအောင်မလဲဆိုတာကိုလည်းဆက်ပြီးတော့စောင့်ကြည့်ကြရအောင်မှာဖြစ်ပါရင်